ဒီတော့မှငါလောက်ကြီးတာဘာသူရှိလဲငါသွားတဲ့လမ်းဖယ်ကြစမ်းမဖယ်ရင်အကုန်နင်းချေပစ်မယ် မလောက်ပါနဲ့ကျမသားသီးလေးတွေရှိတယ်လေကိုကြွက်ရဲ့ကဲပါဦးဖိုးစင်ဆိုးကြီးကကျမသားလေးတွေကိုနင်းတက်သွားတယ်အင်းအားကိုကိုပြီးအနိုင်ကျင့်တာမပူနဲ့အမကသူ့မျက်လုံးကိုအရင်တိုက်ခိုက်သူ့လန့်သွားတဲ့အချိန်ကျရင်ကျန်တာကျွန်တော်ဆက်ရှင်းမယ်ငါစားသမှုတွေတောင်းမယ်ညက်ထား နတ်ဖယ်စာဘာကောင်လေးဟာငါကြည့်မျက်လုံးငါမျက်လုံး ဟဲ့ကောင်စင်ကြီးငါမင်းနားထဲရောက်နေပြီ လေမင်းဦးနောက်ကိုကြိုက်စားပစ်မယ်မလုပ်ပါနဲ့ဗျာ နောက်တောင်းပန်ပါတယ်ကျွန်တော်နောက်ဘတော်မှအနိုင်မကျင့်တော့ပါဘူးမှတ်ထားကိုယ့်ထက်ငယ်ပေမဲ့လာမစော်ကားနဲ့သွားဒီနေရာကထွက်သွားတော့ ကျေးဇူးပါသူရဲ့ကောင်းကိုကြွက် ရပါတယ်